လူဆော့ဝယ်စတော့မယ်ဆိုလို့ရှိရင်ကျမတို့ချက်တော့ဝယ်စတော့ချက်တော့ကောင်းထောင်မှုဆိုလို့ရှိရင်အကောင့်ကျွန်တော်တို့ချက်တော့အကောင့်ရင်ထောင်မယ်ပေါ့နော်ချက်တော့အကောင့်ထောင်မှုဆိုလို့ရှိရင်အကောင့်လေးကမှ configuration နဲ့မှချက်တော့အကောင့်ချက်တော့အကောင့်တစ်ခုစဆောက်တော့မယ်ဆိုလို့ရှိရင် new ကိုခေါ်လိုက်ရင်ဒီမှာကျွန်တော်တို့အကောင့်တစ်ကောင့်ဆောက်မယ်ပေါ့နော်office furniture office furniture ပေါ့နော်အကောင့်ဆောင်းလိုက်မယ်ပြီးတော့သူကိုကုတ်နာမည်ပေးလိုက်မယ်ပေါ့ကုတ်နာမည်000 23ပေါ့ပြီးရင်သူ့ရဲ့ type ကဘာ type ဖြစ်မလဲဆိုတော့ကျွန်တော် non current asset type ဖြစ်မယ် type က non current asset type non current asset ကိုရှုပေးပြီးလို့ရှိရင်ဒီမှာတက်နေရမှာဒါကတော့ cash flow statement ကိုသွားမယ် activity 3ခုပေါ့နော်အဲ cash flow statement ကိုသွားမယ် activity 3ခုကိုရွေးပေးရမယ် office furniture ဖြစ်တဲ့အတွက် investing activity ပေါ့ဒါလေးတွေထည့်ပြသွားလို့ရှိရင်ကျွန်တော်တို့က save လိုက်ပေါ့နော်အဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ channel account တစ်ခုစောက်လုပ်ပြီးသွားပြီပေါ့အဲ channel account တွေကို group စုကြည့်လို့ရှိရင်ဘယ်နေရာကြည့်မယ်ဒီ search bar ဒီဘက်က down arrow လေးပေါ့နော်အဲ down arrow လေးမှာကျွန်တော်တို့ account type ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော် group စုကြည့်လို့ရမယ်ဒီမှာဘာတွေရှိမလဲဆိုတော့ ban and cut တွေရှိမယ် current asset တွေရှိမယ် fair asset တွေပေါ့နော်ဒီ ban and cut ဆိုလဲသူကိုဖွင့်ကြည့်လိုက်လို့ရှိရင်ဒီမှာအကောင့်5အကောင့်ရှိမယ်အဲ့လိုလေးလဲကိုသိချင်တဲ့ဟာ group စုကြည့်လို့ရပါတယ်နောက်ထပ် channel account တစ်ခုပေါ့နော်ဆက်ဆောင်ပေးမယ် new ခေါ်လိုက်မယ်အမှအကောင့်900ကြာတယ်ထားပါတော့ UAB အမှသူ့ရဲ့ကုတ်နာမည်က0056အမှသူ့ရဲ့ type ကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ကသူကဘန်တိုက်ပြ cash ဘန်တိုက် ban and cash တိုက် ban and cash တိုက်ငွေစင်းဖြစ်တဲ့အတွက်ဒီအတွက်ဒီရောထည့်စင်းလို့ပြီးလို့ရှိရင်ဒါလေးကို save ကျွန်တော်တို့ချက်တော့ကောက်ဆောက်ပြီးလို့ရှိရင်ကျတော့ကျွန်တော်တို့ဘာလို့လဲဆိုဂျာနယ်ဆောက်တာပေါ့နော်ဟိုဂျာနယ်တွေကဘယ်မှာအများဆုံးဆောက်ရမလဲဆိုမဖြစ်မနေဆောက်ရမယ်ဒီဟာရှိရပေါ့နော်အဲ့ဒါတော့ ban and cash မှာကျွန်တော်တို့ဒီမှာ6កောင်ရှိရပေါ့နော်6កောင်ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဂျာနယ်6ခုဆောက်ဖို့လိုရတယ်ပေါ့နော်ခုကျွန်တော်ဂျာနယ်ကိုဘယ်လိုဆောက်မလဲဆိုလို့ရှိရင်ဒီ configuration တွေကဂျာနယ်ပေါ့အဲ့မှာ new ခေါ်လိုက်မယ်ဂျာနယ်လေးကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ဆောက်လိုက်တဲ့ UAD ပေါ့အဲ့မှာသူ့ရဲ့ type ကဘာ type လဲဆိုတော့ခါကျကျွန်တော်တို့ ban type ဖြစ်မှာပေါ့နော်ban type ကိုရွေးလိုက်မယ်ဒီ sequence နေရာမှာပေါ့နော်ကျွန်တော်တို့short name အတူလေးတွေပေးလို့ရတယ်ပေါ့အဲ့ short name အတူလေးတွေဒီမှာ BNK ဆိုပြီးတော့သူ့လိုလိုပဲဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒါကိုတိတာချင်းလို့ရွေးပြီးဆိုပြီးတော့ short name ပေးလိုက်လေရတယ်အဲ့မှာ bank account နေရာမှာတော့ကျွန်တော်တို့ချိတ်ချင်တဲ့ bank account ပေါ့နော်သွားပြီးတော့ဒီနေရာမှာ bank account ကိုထည့်ပေးအဲ့တော့ကျွန်တော်တို့က UAB bank ဆိုတဲ့ bank account လေးကိုထည့်လိုက်အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျာနယ်စောက်တာပြီးသွားပြီပေါ့နော်အဲ့ဂျာနယ်တွေကဘယ်မှာပေါ်မလဲဆိုတော့ဒီ dashboard မှာပေါ်မယ်ပေါ့ဒီ dashboard မှာဒီမှာ UAB bank ဆိုတဲ့ဂျာနယ်လေးတစ်ခုပေါ်လာတယ်ဒီဂျာနယ်တွေကဘာလို့စောက်ရလဲဆိုကျွန်တော်တို့စရင်းမှတ်ဖို့ပေါ့နော်ဒီ Odoo software မှာကြတော့ဂျာနယ်ဆိုတဲ့သဘောတရားစအုပ်အုပ်ရဲ့သဘောတရားနဲ့တူတူပဲပေါ့နော်ဂျာနယ်တစ်ခုစောက်လိုက်လို့ရှိရင်သူကစာအုပ်တစ်အုပ်စောက်လိုက်တယ်လို့ပဲအဲ့ထဲမှာစရင်းမှတ်ဖို့သူကစာအုပ်ပေါ့နော်ဂျာနယ်တစ်ခုကအဲ့လိုဆိုနေတာအဲ့တော့ကျွန်တော်တို့ကဒီ ban and cash တွေကိုဘာဖြစ်လို့မဖြစ်မနေဂျာနယ်စောက်ရလဲဆိုကျွန်တော်တို့ငွေစရင်းတွေဘဏ်စရင်းတွေတွင်းရမယ်စရင်းစာအုပ်ရှိဖို့လိုရတယ်ဒါမှငွေဝင်ထွက်တွေကိုဒီမှာအတိအကျသိလို့ရမှာဖြစ်တယ်ကျန်တဲ့အရာတွေကတော့ကိုစောက်ချင်စောက်လို့ရတယ်မစောက်ချင်လည်းဘာမှတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကိုစရင်းတီးတန့်တီးကျင်တဲ့ကျွန်တော်တို့ကစပြောမှာကတော့ currency ပေါ့နော်
currency ဆိုလို့ရှိရင် configuration နဲ့က currency အဲ့မှာကျွန်တော်တို့ဒီမှာကြတော့ Indian rupee နဲ့မြန်မာကျပ်ကိုတော့အတက်လုပ်ထားရပါတော့เนาะအခုကျွန်တော်ဆက်ပြီးတော့ဒေါ်လာပေါ့ဒေါ်လာ USD ပေါ့ USD currency နဲ့သုံးမယ်ပေါ့ USD currency ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝင်ပြီးရင်သူ့ရဲ့ဒီ active ဆိုတဲ့ခလုတ်လေးကိုဖွင့်ပြီးအဲ့မှာပြီးတော့ခါကျ add line ခေါ်ပြီးတော့ပေါ့နော်သူ့ရဲ့ currency ကိုထည့်ဒီနေ့ date ပေါ့ဒီနေ့ date မှာကျွန်တော်set တဲ့မှာ key ပါယူနေလို့ currency ကျွန်တော်တို့ဒေါ်လာကို4500ထားပါအဲဆိုလို့ရှိရင်ဒီမှာ4500ဆိုတာကိုထည့်ပြီးလို့ရှိရင် save အဲဆိုရင်เนาะကျွန်တော်တို့ဒီ currency မှာ USD ကိုသုံးလို့ရသွားပြီเนาะတခုရှိရတာကျွန်တော်တို့ဒီ currency မှာ USD ကိုဖွင့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက် set up account မှာလည်းUSD ပေါ့နော် USD တစ်ကောင်လိုရပေါ့အဲ့မှာလည်း set up account မှာလည်း USD တစ်ကောင်စောက်ပေးရမယ်ပြီးလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒီမှာ configuration တွေက set up account မှာကျွန်တော်တို့ USD account တစ်ကောင်စောက်ပြီပေါ့အဲ့ဒါကို account type လေးနဲ့ဆိုလိုက်ရင် account type လေးနဲ့ဆိုလိုက်ရင်ဒီ bank and cash မှာပေါ့နော် USD အတွက်ကျွန်တော်တို့မပါသေးအဲ့တော့ USD အတွက်တစ်ကောင်စောက်ပေးလိုက်နင်းခေါ်လိုက်မယ်ပြီးတော့ account လေးကပါလဲဆိုတော့ USD ပေါ့နော်အမှတ်က00078ပေါ့တိုက်ကပါတိုက်လဲဆိုတော့ကျွန်တော်တို့ bank and cash type ပေါ့ cash type ပေါ့ဒီမှာထည့်ပြီးလို့ရှိရင်စေလိုက်ပြီးတော့ဒီ chat တော့ကောင်းမှာထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် USD ကောင်းရပါတယ်အဲ့မှာဒီ balance ရင်းမှာအကောင့်တစ်ခေါက်တိုးလာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ journal မှာလည်း journal တအုပ်စောက်ပြီးအဲ့တော့ configuration နဲ့က journal အဲ့ journal မှာ name ခေါ်လိုက်မယ်ဒီခေါ်ပြီးတော့ journal name ကိုပါပေးမလဲဆိုတော့ခါကြတော့ USD ပေါ့နော် USD ကိုထည့်လိုက်မယ်ပြီးရင်တိုက်ကဘာတိုက်ဖြစ်အဲ့မှာကျွန်တော်တို့ဒီမှာတိုက်ရေးပြီဆိုလို့ရှိရင်သူ့ရဲ့ဒီ short code ပေါ့နော် short code ပါပေးမယ်ဒီမှာ cash 3လို့ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကပွဲပြတော့ USD ဆိုပြီးတော့ပေးလိုက်ပြီးရင်သူ့ရဲ့ cash count မှာဘာနဲ့ချိန်မလဲဆိုတော့ခါကြ USD နဲ့ချိန်ပြီးရင်တစ်ခုတတိထားမှာဒီ currency ပေါ့နော် currency မှာကျွန်တော်တို့ကဘာသုံးမှာလဲဆိုတော့ USD currency ကိုသုံးပြီးလို့ရှိရင် save လိုက်လို့ရှိရင်ဒါကျွန်တော်တို့ channel တစ်ခုစောက်လုပ်ပြီးသွားပြီအဲ့ရဲ့ဒီ dashboard ပေါ်မှာလည်းသူ USD တွင်းဖို့ပေါ့